ကျွန်တော်တို့ကအရှေ့တီမောအသင်းကိုနောက်ကျသွင်းဂိုးတွေနဲ့အနိုင်ရရှိလို့ပျော်နေတဲ့အချိန်မှာတော့တစ်ဖက်အာဆီယံကအသင်းတစ်သင်းဖြစ်တဲ့ကမ္ဘောဒီးယားယူဆိုကိုအသင်းကတော့ဩစတြေးလျယူဆိုကိုအသင်းကို2-2စီတရေရလက်ထွက်အောင်ကစားပြီးတော့အာဆီယံယူဆိုကိုချန်ပီယံရှစ်ပြိုင်ပွဲရဲ့ဆီမီဖိုင်နယ်အဆင့်ကိုတက်လှမ်းသွားပြီပဲဖြစ်ပါတယ်။အင်ဒိုနီးရှားနိုင်ငံကနေအင်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့အာဆီယံယူဆိုကိုချန်ပီယံရှစ်ပြိုင်ပွဲမှာတော့ကမ္ဘောဒီးယားယူဆိုကိုအသင်းကတော့ဗီယက်နမ်ယူဆိုကိုအသင်းကိုကြော်ဖြတ်ပြီးတော့နောက်တစ်ဆင့်ကိုတက်လှမ်းသွားပြီပဲဖြစ်ပါတယ်ပြောမယ်ဆိုရင်တော့ဒီပြိုင်ပွဲကအုပ်စု3အုပ်စုရှိပါတယ်အုပ်စု3အုပ်စုစီကနေပေါ့နော်ကျွန်တော်တို့အကောင်းဆုံးအုပ်စုပထမ3သင်းတက်တယ်ပြီးသွားရင်အကောင်းဆုံးဒုတိယအုပ်စုပေါ့နော်တသင်းတက်တယ်အဲ့ဒီအချိန်မှာဗီယက်နမ်အသင်းကိုကမ္ဘောဒီးယားယူဆိုကိုအသင်းကတော့ကြော်ဖြတ်ပြီးတော့ဆီမီဖိုင်နယ်အဆင့်ကိုတက်လှမ်းသွားတာလည်းဖြစ်ပါတယ်ဆီမီဖိုင်နယ်အဆင့်မှာကမ္ဘောဒီးယားယူဆိုကိုအသင်းကတော့ထိုင်းအသင်းနဲ့ထိပ်တိုက်တွေ့ဆုံနေမယ်ပြီးသွားရင်အင်ရှင်အင်ဒိုနီးရှားယူဆိုကိုအသင်းနဲ့ဩစတြေးလျယူဆိုကိုအသင်းတို့ကလည်းဆီမီဖိုင်နယ်အဆင့်မှာထိပ်တိုက်တွေ့ဆုံနေမှာဖြစ်ပါတယ်ပြောမယ်ဆိုရင်တော့ဒီပွဲမှာနှစ်ပွဲလုံးကတော့စိတ်ဝင်စားဖို့ကောင်းနေတယ်အင်ရှင်အင်ဒိုနီးရှားယူဆိုကိုအသင်းကိုရောဩစတြေးလျယူဆိုကိုအသင်းကဘယ်လိုကြော်ဖြတ်သွားမလဲပြီးသွားရင်အာဆီယံမှာကျွန်တော်တို့ဒီဘောလုံးနဲ့ပတ်သက်ရင်ပေါ့နော်ကျွန်တော်တို့ဘရင်တို့တင်စားလို့ရတဲ့ထိုင်းယူဆိုကိုအသင်းကိုရောဒီနောက်ထပ်တက်လာတဲ့ကမ္ဘောဒီးယားယူဆိုကိုအသင်းကဘယ်လိုမျိုးဒုက္ခပေးသွားမလဲဘယ်လိုမျိုးကြော်ဖြတ်ပြသွားမလဲဆိုတာတော့စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်